ကျွန်တော်မပြောဘူးလားအီလီယာတိုပိုဒီယာကော်နာမိုဂရီကိုရဲ့လမ်းစဉ်ကိုလိုက်တာပါလို့အခုအီလီယာတိုပိုဒီယာရဲ့ဘဝကိုပြောင်းလဲသွားစေမဲ့ဘောက်စင်ပွဲတစ်ပွဲပေါ့နော်ဒီဘောက်စင်မှာရှုံးပွဲရှိချန်ပီယံကြီးတိုင်ခရော့ဖို့နဲ့ပွဲတည်ထားပြီးတော့ဒီပွဲထိုးတော့မယ်ပေါ့နော်ဘောက်ညှိနှိုင်းနေပြီးတော့စာချုပ်တွေရေးဖို့ရအဆင်သင့်ဖြစ်နေကြပြီတိုင်ခရော့ဖို့နဲ့ပွဲဒီပွဲကတကယ်လို့တို့ဒီထိုးပစ်ခဲ့တယ်ဆိုရင်ဒီ USC ကနေသူကနားမယ်ပုံစံသဘောဗျ။ဘာဖြစ်လို့လဲဆိုတော့ဒီအစ္စလာမ်မကာချက်ကိုနဲ့ပွဲတက်ပေးမပေးရင်ဘယ်ဖိုက်တာတွေမှမထိုးဘူးဆိုပြီးသူကပြောထားတယ်။ပြီးတော့ဒီတိုင်ခရော့ဖို့နဲ့ပွဲထိုးပြီဆိုလဲဒေါ်လာအပန်းကိုရာချီပါဗျ။တန်း100ကျော်နိုင်တဲ့အနေထားရှိတယ်။ဒီပွဲကကျွန်တော် professional ပွဲပေါ့နော်။ဒီသေပြပွဲလည်းမဟုတ်ဘူးဗျ။ကျွန်တော်ပြီးတော့ဒီ USC ကနားသွားရင်လည်းဒီပေါက်စီဘက်ကိုခြေစုံပြည့်ဝင်မယ်လို့လည်းကျွန်တော်ဒီမီဒီယာတွေမှာပြောထားရပေါ့နော်။ဒါတေချာပေါက်နားနိုင်မဲ့အနေထားရှိရဲ့ဗျ။ဘာဖြစ်လို့ဆိုတော့ USC မှာထိုးကြီးကတန်းကနည်းနည်းလေးရတယ်လေ2တန်း3တန်းဒီလောက်ပဲရရဗျာဘောက်စင်တစ်ပွဲထိုးပြီဆိုရင်တော်ကြီးရရဗျာကော်နာမိုဂီရောဆိုကြည့်ပါလားအတန်းကိုညာနဲ့ချီကျသွားဗျာအဲအားကြောင့်မို့